န္ဓတုအထုပ္ပကမြတ်စွာဘုရားသာဝတိပြည်ဇေတဝန်ကျောင်းတော်၌တည်သုံးတော်မူစဉ်ယဟန်တပါးမွေကြိုက်ခံရ၍ယဟန်တော်များကလျှောက်ထားသောအခါထိုယဟန်တော်မှာဝိရုပက္ခစာသောနဂါမျိုး၄ပါးတို့၌မေတ္တာမပို့၍အကြိုက်ခံရခြင်းဖြစ်ကြောင်းအကယ်၍မေတ္တာပို့လျင်အကြိုက်ခံရမည်မဟုတ်ကြောင်းမိန့်တော်မူ၍မိမိကိုယ်ကိုစောင့်ရှောက်ဖို့မိမိ၏လုံခြုံရေးမိမိ၏အကာအကွယ်အဆောင်ရှောက်ဖြစ်ရေးအတွက်ခန္ဓာတုတ်ပရိအယန္တာကိုခွင့်ပြုဟောကြားတော်မူခဲ့၏ထိုခန္ဓာတုတ်ပရိတော်သည်ကသဗ္ဗတိဝိသဇာတိနံဒိဋ္ဌမန္တကတံဝိယယန္နာတေတိဝိတံဂောတံသေသင်္စာပိပရိတယံအာနာခိတမိသဗ္ဗထာသဗ္ဗရာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝါရေတိပရိတံတံဗနာမဟိဝိရုပခေဟိမေမေတ္တံမေတ္တံအေယပတိဟိမေသဗ္ဗဗုဒ္ဓေဟိမေမေတ္တံမေတ္တံခန္ဓာကိုရမကေဟိသာအပါရကေဟိမေမေတ္တံမေတ္တံဒွိပါရကေဟိမေသတုပရိဟိမေမေတ္တံမေတ္တံဘဟုပတိဟိမေမာမံအပါရကောဟိန္တိမာမဟိန္တိဒွိပါရကောမာမံသတုပရောဟိန္တိမာမဟိန္တိဘဟုပရောသဗ္ဗေတတသဗ္ဗေပါဏာသဗ္ဗေဗုဒ္ဓသခေဝလာသဗ္ဗေဗတ္တရာနိပတံဒုမာကိစီပါပမာဂမအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမာဏဝန္ဒာနိတရိတပါနိအဟိဝိစီကာတတပတိဩနနာဘိတရဗုမုတိကာကတမေရခာကတံမေပရိတံပဋိကမန္တုဗုဒ္ဓာနိသောဟံနမောဘဂဝါတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓါနံခန္ဓာသုတ်တံနေဋ္ဌိတံ